ရောင်းဖို့ရအောင်စပြီးတော့လုပ်လို့ရပြီပေါ့နော်အခုဆိုရင်ကျွန်တော်တို့ပစ္စည်းတွေကိုထည့်ခဲ့ပြီးနောက်ထပ်တစ်ဆက်အနေနဲ့ဘာကြံသေးလဲဆိုတော့ stock တွေကိုဖြည့်ပေးဖို့ကြံနေတာပါဒါဆိုရင် store ကိုဖြည့်မယ်ဆိုရင်တော့ purchase at store ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့ store ဆိုတဲ့ဟာလေးကိုတွားမယ် store လေးကိုနှိပ်လိုက်ပါ store နှိပ်ပြီးပြီဆိုရင် store ဖြည့်ဖို့အတွက် add new ကိုနှိပ်ပါပြီးရင်ဒီနေရာမှာကိုက store ဖြည့်ချင်တဲ့ပစ္စည်းရဲ့အမျိုးအစားကိုရွေးပေးရပါမယ်ကျွန်တော်အခုက single item တွေဖြည့်ချင်တယ်ပေါ့နော်ဒါဆိုရင် single ဆိုပြီးရွေးမယ်ပြီးတော့ဘာလဲဆိုတော့လက်ဖက်ရည်ဆိုပြီးတော့ရှာလိုက်တယ်လက်ဖက်ရည်ကျွန်တော်တို့မှာဆိုရင်လက်ဖက်ရည်ကိုခွဲနဲ့ရောင်းတယ်ကျွန်တော်တို့store ကလက်ဖက်ရည်ခွဲဘယ်လောက်ခွဲရှိလဲဆိုတော့ဒီနေ့အတွက်ဆိုရင်ခွဲ100ရှိတယ်ဒါကြောင့်မလို့ကျွန်တော်ခွဲ100ကိုဖြည့်လိုက်မယ်ပြီးတော့ create လုပ်မယ်ပြီးရင်နောက်ထပ် add new ကိုနှိပ်ပါကျွန်တော်single item ကိုဖြည့်ပြီးပြီဆိုတော့ခုနပစ္စည်းအမျိုးအစားကွဲတွေကိုစဖြည့်ရတော့မယ်ဒီနေရာမှာကျွန်တော်စကားချက်အနေနဲ့တခုပြောရမယ်ဆိုရင်ကျွန်တော်တို့ကပစ္စည်းအမျိုးအစားခွဲထည့်လိုက်တဲ့ပစ္စည်းတွေဒီ single item အနေနဲ့ဆက်မရှိတော့ပါဘူးသူတို့ဒီ variant item အနေနဲ့ပဲဆက်ရှိပါတယ်ဒါကြောင့်မလို့ဒီနေရာမှာကျွန်တော်တို့ variant ကိုရွေးပေးရပါမယ်ပြီးတော့ကျွန်တော်ခုနပေါက်စီဆိုပြီးတော့ပေါက်စီကိုထည့်ထားတာဖြစ်လို့ပေါက်စီကိုရှာလိုက်မယ်ပေါက်စီမှာထည့်ထားတဲ့3ခုလုံးပေါ်လာတယ်ဒီထဲကကိုဖြည့်ချင်တဲ့ store ရွေးပါကျွန်တော်အခုဝဲကိုရွေးမယ်ပေါက်စီဝဲကကြတော့ကျွန်တော်တို့မှာဒီနေ့ကျွန်တော်တို့မှာပွဲတရား store ရှိရယ်ပြီးတော့ဒီနေရာမှာ reorder quantity လေး reorder quantity ကတော့အောက်လောက်ကျန်လို့ရှိရယ်မိတ်ဆွေပြန်ပြီးတော့ reorder မှာချင်လဲပေါ့ဒါလေးကိုဖြည့်ပေးရမယ်ကျွန်တော်ကတော့ပေါက်စီအလုံး20ပဲကျန်တော့မှဆိုရင်ကျွန်တော် reorder ပြန်ပါမယ်ဒါကြောင့်မလို့ဒီနေရာမှာ20လို့ဖြည့်လိုက်မယ်ပြီးရတော့ create လုပ်ပါကျွန်တော်အခုလိုအပ်တဲ့ stock တွေကိုလည်းဖြည့်ပြီးပြီဖြစ်တယ်အခုဆိုရင်ကျွန်တော်အယောင်ဖွင့်လို့ရပါပြီ